လာပါညီမလေးဟုတ်ကဲ့ဟုတ်ဘယ်ကလာအားပေးရလဲရှင်ညီမလေးလေးစိတ်ကဟုတ်ကဲ့ညီမလေးမိကိုလေးနဲ့လောက်မေးလို့ရလားရှင်စိတ်ရွှေဘူးဖြစ်တယ်မှာပါပစ္စည်းလေးလာအားပေးရလဲရှင်ညီမလေးလက်စုလေးလာပြီဟုတ်မကြခဏလာအားပေးဖြစ်တယ်နော်ညီမလေးဟုတ်ဆိုင်တင်များရှိရတဲ့နေရာမှာနော်စိတ်ရွှေဘူးချွေဆိုင်မှာရွေးချက်ပေးတဲ့အကြောင်းလေးကစောင်းမှုတွေကောင်းနေရွှေတွေနဲ့ကောင်းတယ်အခုကကြောင့်အထက်အဟောင်းလေးကိုပြန်သိပြီးပြန်လောက်တာနော်ညီမလေးအထက်အဟောင်းလေးကရောပြန်သိရအဆင်ပြေသွားလားညီမလေးအဆင်ပြေပါရဲ့ရှင်ဟုတ်ကဲ့ညီမလေးအနေနဲ့ပေါ့နော်စိတ်ရွှေဘူးချွေဆိုင်မှာမလုပ်ဘူးသေးတဲ့သူလေးတွေရောဗာလေးများမျှဝေပေးခြင်းတယ်လေရှင်ညီမလေးဒီဆောင်မလို့ရွှေရှင်ရေသွေးရတယ်ကောင်းတယ်ပြေးလို့ရှိရင်ဝန်ဆောင်မှုရကောင်းတယ်အတွက်မလုပ်ဘူးလားဟုတ်ကဲ့ပါညီမကျေးဇူးတင်ပါတယ်ညီမလေးမိခွန်းလေးတို့ဆက်ရှိလက်ရှိပေးကြပြီလို့ကျေးဇူးတင်ပါတယ်နော်ညီမလေးနောက်လည်းအများကြီးဝန်နိုင်ပါသူရှင်မင်္ဂလာပါရှင်မိုင်မင်္ဂလာပါဟုတ်မိုင်ဘယ်ကလာအားပေးရလဲရှင်မိုင်ဝကုန်းကဟုတ်ကဲ့ပါရှင်မိုင်မိခွန်းလေးနဲ့လောက်မေးလို့ရလားရှင်ရတယ်ဟုတ်မိုင်တမီးတို့ဆင်ပြေမှုမှာပေါ့နော်မိုင်ဘာပစ္စည်းလေးလာအားပေးရလဲရှင်ငကကလေးတွေရဲ့လက်စုပ်ကဲဟုတ်ကဲ့ပါရှင်မိုင်ပထမဆုံးချိန်လာအားပေးဖြစ်တာလားရှင်ဟုတ်တယ်ပထမဆုံးချိန်ဟုတ်ကဲ့ပါရှင်မိုင်ပထမဆုံးချိန်လာအားပေးရဆိုပေါ့နော်မိုင်တရားရောက်ကညွှန်လိုက်၄ရောက်လာလားဒါမှမဟုတ် line ပေါ်တည်လို့အားပေးဖြစ်တာလားရှင် line ပေါ်တွေ့တယ်အဲ့လိုခဏကြည့်ဖြစ်တယ်ဟုတ်ကဲ့ပါခဏတက်ဟုတ်ကဲ့ပါရှင်မိုင်ဝန်ဆောင်မှုလေးတွေကိုကြိုက်လို့သဘောကျလို့ဟုတ်ကဲ့ပါရှင်မိုင်ဟိုလက်ဆောင်ပစ္စည်းလေးအောင်မိုင်ပါလေးရသွားလဲရှင်လက်ဆောင်ပစ္စည်းကခြံနောင်ရဲ့ခေါင်းကုန်းရဲ့ဒီဆိုင်မှာပေါ့နော်မိုင်နေနဲ့ရှေ့လောက်ရအောင်မိုင်စင်ပြေလားရှင်စင်ပြေတယ်ညီမလေးဟုတ်ကဲ့ပါရှင်မိုင်ဟုတ်ဘေးကလေးတွေအခုလိုစိတ်ကြည်လက်ရှင်နဲ့ပြကြပေးတယ်ကျေးဇူးများတင်ပါတယ်ရှင်မိုင်ဒီမှာရှေ့လာမလို့ဘူးတဲ့သူလေးတွေရောမိုင်နေနဲ့ဘယ်လိုများညှို့ညင်လေးရဲ့ရှင်ဘယ်လိုများညှို့ညင်လဲဆိုတော့ဒီမှာဝန်ဆောင်မှုကောင်းတယ်လေဝန်ဆောင်မှုကောင်းတယ်လာပြီးတော့အားပေးပါလို့ပြောချင်ဟုတ်ကဲ့ပါရှင်မိုင်ဘေးကလေးတွေအခုလိုစိတ်ကြည်လက်ရှင်နဲ့ပြကြပေးတယ်ကျေးဇူးများတင်ပါတယ်ရှင်မင်္ဂလာပါရှင်မိုင်မင်္ဂလာပါဟုတ်ဘယ်ကလာအားပေးရလဲရှင်မိုင်အမတ်ကပါဘကဟုတ်ကဲ့ပါမိုင်မိကိုလေးနဲ့တော့မေးလို့ရလားရပါတယ်ဆက်ချူကမှာပစ္စည်းလေးလာအားပေးရလဲရှင်မိုင်ဆွဲကြိုးလေးပါဆွဲကြိုးလေးအော်ဟုတ်ကဲ့ပထမဆုံးချိန်လာအားပေးဖြစ်တာလားဟုတ်တယ်ပထမဆုံးချိန်ပဲဟုတ်ကဲ့ပါမိုင်အထက်အဟောင်းလေးကိုပြန်သိပြီးအသေးလေးပြန်လောက်တာလားဟုတ်ကဲ့အထက်အဟောင်းလေးရောပြန်သိတာအဆင်ပြေလားပြေပါတယ်ရှင်ပြေပါတယ်နော်ဟုတ်မိုင်နော်ပထမဆုံးချိန်လာအားပေးရဆိုတော့လေဆက်ချူဖို့ဘမာတွေ့လို့လာအားပေးဖြစ်တာလဲမိုင်လိုင်းမှာတွေ့လို့လားအမဟုတ်အမေကြီးကလာနေကြဆိုတော့သိနေလို့အားကြောင့်ဟုတ်ကဲ့ပါမိုင်ခေါ်လာလို့လိုက်လာဟုတ်ကဲ့မိုင်လက်ဆောင်ပစ္စည်းလေးကဗာလေးရသွားလဲရှင်စတီးကြိုင်300ကျပ်ဟုတ်ကဲ့ပါမိုင်အနေနဲ့ပေါ့နော်ဆင်ရွှေဘူးချစ်စံမှာမလုပ်ဘူးသေးတဲ့သူတွေရောဗာလေးများမျှဝေပေးခြင်းတွေလည်းရှင်းပါရဲ့ပြောပေးတာလေလာလောက်ကြလေခုနလည်းလာသွားသေးတယ်ဟောမောင်ငယ်အဖွဲဟုတ်တယ်စလာပါဟုတ်တယ်အတူတူပဲလာတာဟိုစေကန်းပြနေလို့အမေကြီးကသူတို့နဲ့နောက်ကျသွားတယ်ဟုတ်ကဲ့ပါမိုင်ဟုတ်ကျေးဇူးပါမိုင်မိကိုလေးတို့ဆက်ရှိလက်ရှိပေးကြပြီးကျေးဇူးတင်ပါတယ်နောက်လည်းအများကြီးဝင်နိုင်ပါသေးရှင်ဆင်ရွှေဘူးဝန်ဆောင်မှုကောင်းလို့များတဲ့သူဆင်ရွှေဘူး